ဆိုတော့နောက်ဆုံးမှာဒီအရွယ်စားကို90လောက်ထားတာနည်းနည်းသေးသွားတယ်ပေါ့နော်အဲ့တော့ဒီမှာအရွယ်စားကို90ထားဆိုတဲ့အစားအရွယ်စားကို60ပြန်ထားခိုင်းလိုက်မယ်နော်60 okay နေပြင်အဲ့ကောင်လေးကိုနှိပ်ပေးလိုက်မယ်ဒါဆိုသူနည်းနည်းလေးကြည့်လာတယ်ပေါ့နော်ဒီကောင်ကအသုံးမလို့တော့ဘူးနော်လို့ဆိုအဲ့တော့ဒီကောင်ကိုပြန်ထပ်ပြီးဖြောက်လိုက်မယ်အဲ့ဒီတော့ဒီအယုတ်လေးရဲ့ကဏ္ဍကပြီးသွားပြီပေါ့နော်ဒါဆိုရင်သူလိုက်စားရမယ် strawberry သီးလေးတွေကိုလိုက်ရှာမယ်နော်အဲ strawberry သီးလေးအတွက်ကိုကနောက်ထပ်ဇာတ်ရုပ်တစ်ခုထပ်ထည့်ရမယ်ဆိုတော့နောက်ထပ်ဇာတ်ရုပ်ထည့်ဖို့အတွက်ဒီကောင်လေးကိုနှိပ်လိုက်မယ်ပြီးရင်အဲကောင်လေးကိုထပ်နှိပ်လိုက်မယ်ပေါ့နော်ပြီးရင် strawberry ဆိုပြီးရိုက်ချလိုက်မယ်straw ဆိုပြီးရိုက်လိုက်ရင်ဒီမှာပေါ်နေပေါ့နော် strawberry လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ရင် strawberry လေးကဒီဆက်စင်ပေါ်ရောက်လာပြီပေါ့နော်သူ့အရင်ဆုံးဝိုင်ဝင်းကိုအတိုင်းအပေါ်အောက်ပြောက်တော့ကြပန်းပေါ့နော်ရွှေ့နေအောင်လုပ်ရမယ်အဲဒီတော့ရွေ့လျားကိုသွားမယ် x y တို့သွားဆိုတဲ့အချက်ကလေးကိုယူလိုက်မယ် x တန်ကိုအသေးထားမယ်ဆိုတော့ဒီမှာသူ့ကို200လောက်ထားလိုက်ပါနော် x တန်ကို200ထားခိုင်းလိုက်မယ်ပြီးတော့ y တန်ကိုကကျတော့ပြောက်တော့သွားစီချင်တာပြောက်တော့ကြပန်းဆိုတော့စီမံကိုသွားလိုက်မယ်ပြီးရင်ဒီမှာဒီကောင်လေးယူအောင်နော်ဒီချက်လေးယူလိုက်ပြီးတော့ y တန်ဘူးကိုကြတော့အနုတ်160ကနေပြီးတော့ဒီအပေါင်း160ပါနော်အဲ့ကြားထဲမှာသူကြောက်တော့သွားစီမယ်ပေါ့နော်ဒါဆိုရင်ဒီကောင်လေးကိုနှိပ်ကြည့်လိုက်တယ်မှာသူကအပေါ်အောက်အဲ့လိုသွားနေပါနော်ဒီကောင်လေးရဲ့ size ကလည်းပြောရမှာဆိုရင်ကြီးတယ်ကြီးတော့သူ့ကိုသေးအောင်လုပ်မယ်နော်သေးအောင်လုပ်မယ်ဆိုတော့တွင်ပြုံသွားမယ်သွားပြီးတော့မှအရွယ်အစားကို30ရာခိုင်နှုန်းပေါင်းဆိုတဲ့ဟာပေါ့နော်အဲ့ဒီမှာ negative 30ရှေ့ပြီးတော့ဒီကောင်လေးကိုနှိပ်လိုက်တာနဲ့သူကအရွယ်လေးသေးသေးတော့တွေ့ရလိမ့်မယ်နော်အနုတ်160ကနေ160ကနည်းနည်း range ကျယ်လုံးနေရဆိုရင်ဒီမှာ150လောက်ပဲထားလိုက်မယ်နော်အပေါ်အရင်မကတ်တော့အောက်လည်းအရင်မဆင်းတော့ဘူးနော်အဲ့လိုမျိုးကန့်သက်ချက်ကိုနည်းနည်းလေးချုံလိုက်မယ်အပေါ်ထိလည်းအဝေးမတက်တော့ဘူးအောက်ကိုလည်းအဝေးမဆင်းတော့ဘူးနော်အဲ့တော့ဒီလိုသွားတဲ့ကိစ္စကို20စက္ကန့်ကြာတိုင်းမှာတစ်ခါရွှေ့နေစေချင်တာပေါ့နော်အဲ့တော့20စက္ကန့်ကြာတိုင်းမှာရွှေ့နေချင်တယ်ဆိုတော့ဒီမှာစက္ကန့်စောင့်နေအောင်ပေါ့နော်အဲ့တော့ဒီမှာ1အစားဒီမှာ2 seconds အဲ့တော့ဒီအရွယ်စားကိုတရားပေါင်းလိုက်အောင်မလို့တော့ဖြောက်လိုက်မယ်နော်ကိုလိုချင်တဲ့အရွယ်ရောက်ပြီဆိုတော့ဒါကိုထာဝရလုပ်စေချင်တယ်ထာဝရလုပ်စေချင်တာဆိုတော့ဘယ်ချိန်မှဆက်လုပ်မှလဲဆိုတော့လည်းရှိသေးတယ်နော်အဲ့တော့ခေါင်းဆောင်တော့အလံစိတ်အနေခံတော့ကနော်အဲ့ဆိုရင်ဒီကောင်လေးကစမ်းကြည့်လိုက်တယ်ဆိုရင်အလံစိတ်အောင်လိုက်ရတယ်သူက20စက္ကန့်ကြာတိုင်းမှာသူရှောက်ရွှေ့နေမှာပေါ့နော်ဟုတ်ပြီအဲ့လိုရွှေ့ရပြီဖြစ်စေချင်တာကသူကရောက်တဲ့နေရာကနေကိုဝါးလေးကိုလွတ်ပြီးတော့မှဒီဘယ်ဘက်ကိုသွားစေချင်တာပေါ့နော်အဲ့တော့ကိုဝါးလွတ်တဲ့ဟာကိုထည့်ပေးရမယ်အဲ့တော့အဲ့ဘာမှရှိလဲဆိုရင်ထိန်းချုပ်မှာမိမိကိုယ်တိုင်ကိုဝါးကိုဖန်ဆင်းဆိုတာရှိတယ်နော်အဲ့တော့မိမိကိုယ်တိုင်ကိုယ်ဝါကိုဖန်ဆင်းအဲ့တော့ကိုယ့်ရဲ့ကိုယ်ဝါစားဖြစ်ပြီဆိုတာ ਨੇ ဘာလုပ်ရမလဲဆိုတာကိုဒီမှာထပ်ပြီးတော့ဒီမိမိဤကိုယ်ဝါစားဖြစ်တဲ့အခါပေါ့နော်ကိုယ်ဝါဆိုကလုံးစားဖြစ်တဲ့အခါမှာသူကဘာလုပ်မလဲဆိုရင်ဒီဘယ်ဘက်ကိုလာဘယ်ဘက်ကိုလာလဲဆိုတော့သူက x ဝင်ကိုအတိုင်းကို x တန်ဖိုးကို short ပြီးမှဖြစ်တဲ့ကြောင့်x တန်ဖိုးကိုအနုတ်နဲ့ပေါ့နော်အနုတ်နဲ့ပေါင်းပြီးလဲအနုတ်နဲ့ပေါင်းပြီးမယ်ပေါင်းတာကိုဘယ်အချိန်ထိပေါင်းပြီးမှလဲဆိုတော့ဒီမှာထိန်းချုပ်မှာမှန်သည့်အထိလို့ပေါ့နော်ဘယ်အချိန်ထိဒီ x ကိုဓာတ်လျှောက်ပေါင်းပြီးနေမှလဲဆိုရင်ဒီမှာထောက်လမ်းမှာဒီမှာထိနေခြင်းဆိုတာရှိတယ်နော်ညွန်တန်ကိုထိနေခြင်းဒီမှာဘောင်ပေါ့နော်ဘောင်ကိုထိနေခြင်းနောက်ထပ်ပြီးတော့
ကံကောင်းကိုထိနေခြင်းနော်သွားထိတဲ့အထိပေါ့အဲ့တော့ဒီမှာဘာထက်လို့လဲဆိုတော့ဒီကံကောင်းရုပ်လေးကိုထိတဲ့အထိဒါမှမဟုတ်ဘောင်လေးကိုထိတဲ့အထိပေါ့နော်အဲ့လိုမျိုးလောက်အောင်ဖြစ်တဲ့အတွက်ကြောင့်စီမံမှာဒီမှာသို့မဟုတ်ကိုယူရမယ်နော်ဒီ logic တွေသင်ခဲ့တာမှတ်မိလားမသိဘူး logic ရဲ့ origin တွေလေဆိုတော့ဒီမှာဘောင်သို့မဟုတ်ကံကောင်းကိုထိနေခြင်းမှန်ဒီအထိလို့ပေါ့နော်ဒါဆိုရင်စမ်းကြည့်လိုက်တဲ့အခါမှာသူကရောက်တဲ့နေရာမှာဒီကိုယ်ဘွားလေးကိုလွတ်ပြီးတော့မှသွားနေပါတော့အဲ့တော့ဒီမှာကိုယ်ဘွားတွေကအခုချိန်မှာအများကြီးဖြစ်နေပါတော့အချိန်ကြာလာတယ်မြတ်တစ်ခုပြီးတစ်ခုလုပ်ပြီးနေတော့အဲ့တော့ဒီလိုမျိုးကိုယ်ဘွားတွေကိုဇလန်းဆုံးသွားရင်ဖြတ်ဖို့လုပ်ရမှာပေါ့နော်အဲ့တော့အခုနဒီထိန်းချုပ်မှာပဲဒါကိစ္စပြီးရတဲ့အခါမှာ ego ကိုဖြတ်သိမ်းပါနော်အဲ့ဒီတော့မှအဆင်ပြေမယ်ဒါဆိုရင်သူကနေကြည့်တဲ့အခါမှာသူအဲ့လိုမျိုးပြေးနေမယ်ပေါ့နော်ပြေးနေမှာဘောင်ထင်းဒါမှမဟုတ်ဒီကံကောင်းရုပ်လေးပြတ်သွားမှာကြည့်ကံကောင်းရုပ်လေးထီရနဲ့ပြတ်တယ်ဒါမှမဟုတ်အနောက်ကဘောင်ထီရနဲ့ပြတ်တယ်ပေါ့နော်ရောက်ပြီဆိုတော့ဒီမှာနောက်ထပ်ထိန်းချုပ်မှာအကယ်၍မှန်လေဘာမှန်လေလဲဆိုတော့အကယ်၍ကံကောင်းကိုထိနေခြင်းမှန်လေမို့နော်စီမံ ထောက်လန့်မှာကံကောင်းကိုထိနေခြင်းမှန်ရင်ဘာလို့မလဲဆိုတော့အမှတ်ကိုတမတ်တိုးဝေးမယ်အဲ့တော့ရမှတ်ဆိုရတခုဖန်နေမှာနော်ရမှတ်ကိုတက်ပါအောင်နော်ရမှတ်ကိုတက်ပါโอเคညွန်းအောင်ထနေတာမှန်ရမှတ်ကိုတက်ပါမယ်အဲ့လိုမဟုတ်ပဲနဲ့မိတ်တူပွားလိုက်မယ်ဒီဟာလေးကိုဖြတ်လိုက်အကယ်၍ဘောင်းကိုထိချင်းမှန်ရင်ညတော့အားလုံးရပ်ပလိုက်မယ်ဇလန်းကိုရပ်ပလိုက်မယ်ပေါ့နော်အဲ့တော့ဇလန်းမရက်ခင်ဘာလုပ်လဲဆိုတော့အတန်လေးပေါ့နော်ခိမ်းမို့ပဲဖြစ်သွားတဲ့အတန်လေးထည့်အဲ့အတန်မှာဒီမှာတော့6အတန်လေးရှိတယ်နောက်ထပ်သူ့ဆိုတာလေးထည့်လိုက်မယ်နော်စတော်ဘယ်ရီလေးကိုယ့်ရဲ့စက်ရုပ်လည်းမဖမ်းနိုင်ပဲနဲ့ပေါ့နော်ဒီအနောက်ကဘောင်သွားထိတဲ့အခါမှာဒီအတန်လေးဖွင့်ပြမယ်ပေါ့နော်ဆိုတော့အကယ်၍ဘောင်ကိုထိနေခြင်းမှန်ရင်အတန်ကိုသွားမယ် loose အတန်ကိုစဖွင့်ပါနော်loose အတန်ကိုဆုံးဖွင့်လိုက်loose အတန်ကိုအဆုံးတိုင်အောင်ဖွင့်မယ်ပြီးတော့အယောင်ပြောင်းတာပေါ့နော်အယောင်ပြောင်းမှုအတွက်ဆိုရင်တွင်ပြုံသွားမယ်အယောင်လှုပ်ဆောင်ချက်ကို25ပေါင်ပေါ့နော်အဲ့ဒီထည့်လိုက်အဲ့တော့အကယ်၍ဘောင်သွားထိတယ်ဆိုရင်အယောင်လောက်ဆန်ကြကိုအယောင်ပြောင်းရမယ်ပြီးတော့လူဆိုတဲ့အတိုင်းထွက်လာမယ်ပြီးရင်အားလုံးရပ်မယ်နော်ပြီးရင် ego wall ကိုလည်းဖြတ်သိမ်းပါနော်အဲ့တော့ဒီမှာအကယ်၍ဒီမှာကံကောင်းကိုထိခြင်းမှရင်ဒါရက်မှတ်ကိုတစ်ပေါင်းပါနော်ခုနညွန့်နေဖြစ်နေတာမားတယ်အဲ့တော့ဒါကံကောင်းဖြစ်ရမှာနော်ရက်မှတ်ကိုတစ်လဲပေါင်းပြီးတော့အတန်ကလည်းဒီ strawberry လေးကိုကိုက်စားလိုက်တဲ့အတန်လေးပေါ့အဲ့လေးပါထည့်မှာအဲ့တော့ဒီမှာ loose အစားချုံဆိုတဲ့အတန်လေးနော်ဒါဆိုရင်အကယ်ကံကောင်းကိုထိရင်မှရင်ချုံဆိုတဲ့အတန်ဖွင့်မယ်ရပါကိုတက်ပေါင်းမယ်တကယ်လို့များဘောင်ထိတာမှရင်အယောင်လုံးဆန်ကြောင်းနဲ့15ပေါင်းမယ် loose အတန်ကိုဆုံးဖွင့်ပြီးတော့အလုံးရပ်ပလိုက်မှာနော်တော့အဲ့လိုတော့မှာနောက်ခံအတန်ထည့်ဖို့အကြံတယ်အဲ့တော့နောက်ခံအတန်ထည့်ဖို့လည်းလွယ်ပါတယ်ဘယ်လိုထည့်အောင်လဲဆိုရင်ဒီကဘောင်သွားလိုက်မယ်ဘောင်သွားပြီးတော့ဆက်စအုပ်ဆုံးအလံအစိမ်းကိုနှိပ်တဲ့အချိန်မှာပဲစဖွင့်စေချင်တာဖြစ်တဲ့ကြောင့်ဒီမှာအလံအစိမ်းနှိပ်ခံတာခါပါနော်ပြီးရင်အတန်ရွှေ့ရမယ်နော်ကိုယ်ဆက်စင်တဲ့အတန်ရွှေ့မှာအတန်ကိုထည့်အောင်နော်အတန်ထည့်ဖို့အတွက်ဒီ memory လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးတော့ဒီမှာ game ဆိုတာလေးကိုနှိပ်လိုက်မယ်
GAME game ဆိုတဲ့အတိုင်းရှာလိုက်ရင် video game ဆိုတာရှိပါတော့အဲ့ဒါလေးကိုရွှေ့လိုက်ပြီးတော့မှဒီစနစ်ချက်ကိုပြန်သွားမယ်အဲ့ဒါကိုထာဝရဖွင့်ချင်တာဖြစ်တဲ့ကြောင့်change ကိုသွားမယ်ထာဝရကိုယူမယ်ပြီးရင်အတန်အောင်သွားမယ်ဒီ video game 1အတန်ကိုအဆုံးနိုင်အောင်ဖွင့်ဆိုတဲ့ဟာလေးကိုထည့်ပေးလိုက်မယ်ဒါဆိုရင်သူကဒီအတန်လေးကိုထပ်ဖွင့်ပေးနေပါဦးနော်ဒါဆို play ကြည့်အောင်ဒါဆိုရင် game လေးရပြီနော်ရမယ်ဆိုတဲ့ဟာလေးကိုဒီအလဲကိုဆက်ထည့်လိုက်ပါဒါဆိုရင်နမူနာပြထားတဲ့ game လေးရပြီနော်အဲ့တော့နောက်ဆုံးတစ်ခုလုပ်ဖို့ပဲကျန်တော့ဘူးနော်ဘာလဲဆိုတော့အလံစိမ်းကိုနှိမ့်လိုက်တဲ့အခါမှာဒီရှိနေတဲ့အမှတ်ကိုတုံညကိုပြန်ထားဖို့နော် reset ချပြီးဖို့အဲ့တော့အဲ့ဒါကလွယ်ပါတယ်ထည့်စရာကိုသွားမယ်သွားပြီးတော့မှဒီမှာ my variable ဆိုရင်နေလိုက်ပြီးတော့ဒီမှာရမှတ်ကိုရွှေ့လိုက်ပါနော်ရမှတ်ကိုတုံညထားဆိုတဲ့အချက်လေးဒီကောင်လေးကိုဒီဘက်အလံစိမ်းနေခံတော့အခါဆိုတဲ့ဟာရဲ့ out date ဒီကြားလေးကိုထည့်ပေးလိုက်ပါနော်ဒါဆိုရင်သူကအလံစိမ်းနေတဲ့နဲ့ရမှတ်ကတုံညတန်းရောက်သွားတယ်ဒီမှာနိုးမှာဒီမှာပေါ့နော်အခုရမှတ်က23ဖြစ်နေတယ်ပေါ့နော်ဒါကိုအလံစိမ်းနေလိုက်တာနဲ့ရမှတ်ကတုံညတန်းရောက်သွားဒါဆိုရင်ဒီမှာပဲရပြီးတော့ game over ဖြစ်သွားတာပေါ့နော်ကဲအဲ့ဒါဆိုရင်ဒီ game လောက်ရတဲ့အပိုင်းလေးကိုတော်တော်လေးသဘောပေါက်သွားပြီလို့ထင်ပါတယ်အဲ့တော့ကိုယ်စိတ်ကူးရှိသလိုတခြားသော game တွေ animation တွေကိုလည်းစိတ်ချက်လုပ်လို့ရပါပြီလို့ဆိုတော့ video ရှည်သွားမှဆိုတဲ့ကြောင့်ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်အစဆုံးကြည့်ရှုလေ့လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်